ไม่เหมือนအကြောင်းတွေတော့ခိုင်းနေမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီမှာတော့ Care Game Shop မှာ Diamond ဘယ်လိုဝယ်ယူရမလဲဆိုတော့ပြပြပေးအောင်မှာဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့ browser ကိုဖုန်းရဲ့ browser တစ်ခုကိုဝင်လိုက်ပါဝင်လိုက်ဆိုရင်တော့ဒီ link လေးကိုကိုယ့်ဒီ link လေးကို description မှာဖြစ်ဖြစ် YouTube ရဲ့ comment မှာဖြစ်ဖြစ်ချပေးရပါမယ်အဲ့ဒီ link လေးကိုဝင်ပြီးတော့ဒီရောက်သွားပါပြီ link ကိုဝင်လိုက်လို့ရှိရင်ဒီမှာအကောင့်ရင်ဖွင့်ရမှာပြအဲ့အကောင့်ရင်ဖွင့်ဖို့ဆိုရင်ဒီအကောင့် profile ဆိုတဲ့နေရာလေးတွားလိုက်ပါအကောင့် profile လေးကိုတွားဖို့ဆိုရင်တော့ဒီမှာအကောင့်ဖွင့်ခိုင်းပါလိမ့်မယ်အကောင့်ရှိပြီးသားဆိုရင်တော့ sign နဲ့တောင်းလို့ရပြီးတော့ဒီမရှိသေးတော့ sign in နေပြီးတော့တောင်းလို့ရပါတယ်ဒီ Google ကောက်နေပြီးတော့တက်တန်းဝင်လို့လည်းရပါတယ်ဗျကျွန်တော်တို့အကောင့်ရှိပြီးသားမျိုးတန်းဝင်လိုက်ပါတော့ Okay ဒီနေရာရောက်လာပြီဒီနေရာရောက်လာပြီဆိုရင်တော့ကိုယ့်ရဲ့ဒီ application ဒီ website ရဲ့ application ကိုသွင်းနေတယ်ဆိုရင်တော့ဒီအပေါ်က3ကြောင်းအဆက်30လေးကိုနှိပ်လိုက်ပါနေပါလို့ရှိရင်ဒီ add to home screen ဆိုရှိရင်เนาะအဲ့ add to home screen နှိပ်ပြီးတော့ဒီဘာလေးတက်လာလို့ရှိရင် install လေးမောင်းမိလိုက်ပါဗျအဲ့ဆိုရင်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းလေးကိုရောက်လာရလိမ့်မယ် Okay product gain လေးကို diamond ထည့်မယ်ဆိုရင်တော့အရင်ဆုံးဒီ target ဆိုတဲ့ဥစ္စာလေးကိုရင်သွားလိုက်ပါဥပမာကျွန်တော်ကဒီWallet diamond 5လုံးထည့်မယ် diamond 5လုံးထည့်မယ်ဆိုတော့ဖိလစ်ပိုင် server တွေကဒီမှာ393ကျပ်ဆိုပြီးပေါ်နေ393ကျပ်ထည့်မယ်393ကျပ်ထည့်မယ်ဆိုရင်တော့ဒီဖုန်းနံပါတ်ကို393ကျပ်လွှဲပြီးတော့ဒီမှာပြည်စာထည့်လိုက်ပါမပြည်စာထည့်လိုက်ဆိုရင်ကိုယ့်အကောင့်ထဲကို393ကျပ်ရောက်လာလို့ရှိရင်စဝယ်လို့ရပါပြီဖိလစ်ပိုင်နဲ့ဥစ္စာဝင်မှဖြစ်တဲ့အတွက်ဖိလစ်ပိုင်ကိုသွားပါဒီမှာ5လုံးဒီမှာကိုယ့်ရဲ့ account ID ကိုထည့်ရမှာဖြစ်ပါတယ်ဒီ account ID ကမသိလို့ရှိရင်ဒီကနေကြည့်လို့ရတယ်နော်ဒီ account ID ကိုထည့်ပြရမှာဖြစ်ပါတယ်အဲ့ထည့်လိုက်ပြီးအချက်လက်များမှန်ကန်နေကိုနှိပ်လိုက်ပါပြောလို့ရှိရင်ကိုယ့်ရဲ့နာမည်ပေါ်လာလိမ့်မယ်ဗျနာမည်မှန်လားမမှန်လားဆက်လို့ရပါတယ်ပြီးရင်ကိုမှန်ဝိုက်ဆိုရင်ဝင်ပြီးနှိပ်လိုက်ပါအဲ့ဆိုရင်တော့ကိုယ့်ရဲ့ account လေးရောက်အောင်ဖြစ်ပါတယ်အခုကတော့ပတ်စံမရှိလို့သူကလက်ကျန်ဝင်မလုံလောက်ပါလို့ပြောနေတာဖြစ်ပါတယ်reseller များအတွက်ကြတော့ resale ဈေးရဖို့ဆိုရင်ကျွန်တော်တို့မျိုးဒီလိုမျိုး weekly pass 6600ရောင်းတာကို6400လောက်နဲ့ရကျင်တယ်ဆိုရင်ကြတော့ဒီ account ဆိုတာလေးတွားလိုက်ပါ account profile နဲ့တွားလို့ရတယ် account profile ကိုနှိပ်လိုက်ပါနှိပ်ပါလို့ရှိရင်ဒီ Telegram account contact information က Telegram account ဆိုတာလေးကိုဝင်လိုက်ပါဝင်သွားလို့ရှိရင်ဒီ admin account ရောက်သွားလိမ့်မယ်နော်အဲ့ admin account ကိုပြောလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျနာမည်ခိုင်းနေမှာဖြစ်ပါတယ်